ချစ်စရာလေးကြည့်အောင်ခရောင်းဆောင်တာခရောင်းကြီးမျက်နှာလေးချစ်စရာမျက်ခုံးမွေးရရှေးကြီးပဲဘလူးမှာစက္ကန့်နဲ့တော့တစ်ခါမှမတွေ့ဘူးအခုမှတွေ့ဘူးစစ်ပတ်တင်နဲ့စက္ကန့်နဲ့မင်္ဂလာပါခင်ဗျာအခုဆိုရင်ကျွန်တော်တို့နကုတ်မထုံကဘုရားကြီးကိုရောက်ရှိနေတာဖြစ်ပါတယ်ကျွန်တော်တို့ဘန်ကောက်နေဆိုရင်15ပတ်တန်စကားစီးပြီးတော့ညီကိုညောက်လာတာပေါ့နော်15ပတ်တန်ရထားစီးပြီးတာနဲ့ရထားဂိတ်ကအဆုံးမှာပဲရှိပါတယ်ဒီဘုရားကြီးနာမည်ဆိုရင်နကုတ်မထုံဘုရားကြီးပေါ့နော်ခိုင်းနိုင်ငံမှာအကြီးဆုံးဘုရားလို့ပြောတယ်ဘယ်နှခုနဲ့တင်ထားလဲမသိပါဘူးသိကျင်လာကြည့်ပါဘုရားဟိတ်တရားကြီးဆိုတော့အရင်အေးချမ်းတယ်ပေါ့နော်ဒီအခုကျွန်တော်လမ်းလျှောက်နေတာဘယ်လောက်ပူလဲအေးလဲဆိုတော့သိကျင်ကိုယ်တိုင်လာကြည့်ပါလို့နော်ပြောရရင်ဒီပေါ်မှာဘုရားတွေအများကြီးရှိပါတယ်ဘယ်နှစုမှတော့မသိဘူးသိကျင်လာကြည့်ပါဒီဘုရားကြီးကဆိုရင်တဆူတည်းတော့မဟုတ်ဘူးဗျာ3စုချိန်ထားအတွင်းထဲမှာတဆူပေါ်တဆူထပ်ပြီးတော့3စုဆင်ထားတာပေါ့နော်အတွင်းထဲမှာဘုရားရဲ့သမိုင်းကြောင်းတွေတတ်ထားတဲ့ပုံတွေရှိပါတယ်သိကျင်လာကြည့်ပါလို့နော်ဒါပါပဲခင်ဗျာ